ဟုတ်ကဲ့ပါမင်္ဂလာပါကိုကြီးဒီခါလဲပြန်လဲစုံတွေ့ကြတာပေါ့နော်ကျွန်တော်စောချင်းဘီလောကနေပြီးတော့ဟိုးရခင်တခါတော့ကတော့ဒီ MRT တွေဖောက်လို့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အခုကျွန်တော်မြင်မြန်ခဲ့တာရှိတယ်ပေါ့နော်အခုတခါကျတော့လဲအကြောင်းတိုက်ဆိုင်သွားပေါ့နော်ဒါမြန်မာနိုင်ငံမှာမြင်ကလေးလောက်တဲ့ခါကျတော့ကိုကလည်းဘူမိဗေဒဘိုင်းကိုပညာရှင်လည်းဖြစ်တယ်ဒီမှာလည်းလက်ရှိလည်းအလုပ်ကလည်းဘူမိဗေဒနဲ့ပတ်သက်တဲ့အလုပ်လုပ်နေတယ်ဆိုတော့ကျွန်တော်ဒါကိုပြည်သက်တွေပေါ့နော်ဒါကျွန်တော်တို့ကတော့ပညာရှင်ဆန်ဆန်ကြီးလုံးဝတော့ဒီကြေးမျိုးပြောမှာမဟုတ်ပေမဲ့လို့ဟိုနည်းနည်းပပဘ ഹു တုတဝေများတဲ့သဘောပါကိုမင်္ဂလာပါနော်ကိုဟုတ်ဟုတ်ကဲ့ပါကျွန်တော်နာမည်အောင်ခိုင်လို့ခေါ်ပါတယ်ကျွန်တော်ကဘူမိဗေဒနဲ့ဘွဲရတာမှန်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီဘူမိဗေဒနဲ့ဘွဲရရုံပဲပေါ့နော်ဒီငလျင်နဲ့ပတ်သက်လို့ specialize လုပ်ထားတဲ့လူမဟုတ်ပါဘူးနောက်တစ်ခုကကိုဂျိမ်းနဲ့ကိုနဲ့ကကျွန်တော်နဲ့ကပုံကိုရေးရခင်မင်မှုတွေအများကြီးရှိတဲ့အတွက်ကျွန်တော်တို့ကဆက်ဆက်မှုရှိလို့ကျွန်တော်ကရှင်းပြလိုက်တဲ့သဘောပဲရှိပါတယ်ကျွန်တော်ဒီ expert မဟုတ်တဲ့အတွက်အများပြည်သူတာမန်ဘူမိဗေဒလောကနဲ့စိမ့်တဲ့လူတွေဘုသူတရမယ်အခြေခံသဘောလောက်ပဲကျွန်တော်နောက်ပြီးတော့လည်းကျွန်တော်ကဒီမှာဒီ construction လောကမှာစိတ်မှာလုံတာနှစ်20ကျော်ဖြစ်တဲ့အတွက်ဒီဘူမိဗေဒသဘောနဲ့ construction သဘောလေးကိုနည်းနည်းပေါင်းဆက်ပြီးကျွန်တော်သိသလောက်တာမန်လူများဘုသူတရယုံရှင်းပြမှာဖြစ်တယ်ဆိုတော့ပဏာမပြောပြရစီဟုတ်ကဲ့ပါကိုဒါငလျင်နဲ့ပတ်သက်ပြီးတော့ဗောနော်ပထမဆုံးနေငလျင်ဆိုတာဘယ်လိုမျိုးလဲဘယ်လိုကနေစတင်ဖြစ်တာလဲဆိုတာလေးအခုအကြမ်းလေးပြောပြပါကိုဟုတ်အကြမ်းမြင်ပြောရမယ်ဆိုလို့ရှိရင်ကဘာကြီးကိုစပြီးပြောရမှာပေါ့နော်ကိုတို့နေထိုင်နေကြတဲ့ကဘာကြီးကကျွန်တော်ကိုတို့ကတစ်တော်ဒီရဲ့အခွန်လေးပေါ်လောက်မှာကိုတို့ကနေကြတာပေါ့နော်တစ်တော်ဒီပြောမလားလိန်မော်ဒီပြောမလားအဲ့ခွန်လေးပေါ်မှာမနေပြီးအဲ့အခွန်အောက်မှာမြေကြီးလွာအဆင့်ဆင့်ပေါ့နော်မြေကြီးလွာအဆင့်ဆင့်ကမြေကြီးပြော့ရမြေကြီးမာပဲအဲ့မြေကြီးမာတဲ့အောက်မှာကြောက်တွေဖြစ်သွားတာပေါ့နော်အဲ့ကြောက်တွေကမာပြီးတော့တစ်ခါဟိုးကြောက်တဲ့အလဲမှာကဘာကြီးရဲ့အလဲမှာကိုးလို့ခေါ်တာပေါ့အဲ့မှာကျတော့ခုအထိကိုချော်ရည်ဘူးတွေကတောက်လောင်လျက်ရှိတယ်ပေါ့နော်တောက်လောင်လျက်ရှိတဲ့ခါကျတော့အဲ့တော့ဒီတောက်လောင်လျက်ရှိတဲ့ချော်ရည်ဘူးတွေပေါ်မှာကြောက်ချက်တွေကရှိနေတယ်အဲ့ကြောက်ချက်တွေကတစ်ကဘာလုံးကချက်တဲ့ဟိုတိတ်တီတစ်ခုတည်းဖြစ်နေတာမဟုတ်ဘူးလွန်ခဲ့နှစ်သားပေါင်းများစွာတော့ကကွဲအားမှုတွေရှိခဲ့တာတဲလေးပေါ့နော်အဲ့ဒီကြောက်ချက်တွေကျွန်တော်တို့ geology ရောသဘောရဆိုတော့ plates တွေလို့ခေါ်တာပေါ့နော်အဲ့ဒါဘယ်လိုဥပမာပေးရမလဲဆိုရင်မိုးကိုင်းအိုးလိုမျိုးတည်ထားတယ်အောက်ကလောင်းနေဒီခါလဲဝင်းနေကဒီရေကလောင်လျက်ရှိတဲ့အပေါ်နားမှာဘာမှမရှိဘူးပေါ့အဲ့မှာဘစ်စကွတ်ချက်လေးတွေတင်ထားလိုက်တယ်ပေါ့နော်ဘစ်စကွတ်ချက်လေးတင်ထားလိုက်တယ်အဲ့ဘစ်စကွတ်ချက်လေးကတစ်ခုနဲ့တစ်ခုတိုက်မယ်ပုတ်မယ်တချို့နဲ့တစ်ခုနဲ့တစ်ခုချပြီးတော့ဝင်သွားမယ်အော်နေကိုတော့ဒီမှာဖော့ချက်လေးနဲ့ချက်ယူထားတယ်ဒီမှာနော်အဲ့ဒါလေးကအောက်ကလောင်နေတဲ့အပေါ်မှာ तू ကရှိနေမယ်ရှိနေရင်တစ်ခါတည်းဒီလိုပုတ်ကြမယ်နော်တစ်ခါတည်းဒီလိုပုတ်ကြမယ်တစ်ခါတည်းဒီလိုဝင်သွားတာရှိမယ်နော်တော့အဲ့ဒီဟာတွေကတာမန်ချိန်မှာကိုတို့ကမသိတာဘူးပေါ့နော်ကိုတို့နေနဲ့ညတော့ကြည်ပါလားတာမန်ဆိုမသိတာဘူးဒါပေမဲ့12နာရီလောက်ကြာတဲ့အခါမှာနေဝင်သွားတယ်လေနောက်ထပ်12နာရီလောက်ကြာရင်နေထွက်လာတယ်လေအဲ့တော့အဲ့သဘောပဲပေါ့နော်ဒီကြောက်ချက်တွေရွေးရှားမှုဒီတာမန်လူအချိန်မှာမသိတာပဲမဲ့နှစ်ပေါင်းတောင်းချီသိန်းချီတန်းချီတဲ့အခါမှာ तू ကသိသာရွေးရှားမှုတွေရှိတာပေါ့အဲ့တော့ပြန်ပြောရလို့ချင်းအဲ့ဒီကဘာမြေပြင်အပေါ်ကမြေလွှာရဲ့အောက်မှာရှိတဲ့ကြောက်ချက်တွေကွဲပြီးသားကြောက်ချက်တွေပေါ့နော်အဲ့ဒါတွေကွန်ထူပုတ်တိုက်လို့ဖြစ်လာတဲ့အခါမှာဖြစ်တဲ့ shaking ပေါ့တုန်ခါမှုနော် quake ဆိုတာတကယ်တော့အင်္ဂလိပ်စာမှာဆို shaking လို့ခေါ်တာပေါ့နော်အဲ့ဒါကြောင့်ဖြစ်ပေါ်လာတဲ့ဒီmomentum ကြောင့်ကဘာမြေမျက်နှာပြင်ပေါ်မှာလူတွေနေထိုင်တဲ့မြေမျက်နှာပြင်ပေါ်မှာနော်လှုပ်ရှားမှုကြီးအကြီးအကျယ်ဖြစ်တာကိုငလျင်လို့ခေါ်တယ်လို့ပဲအကြံဉာဏ်ပြောပြစီဟုတ်ကဲ့ပါကိုကျေးဇူးပါအခုလိုကလျင်ရဲ့အကြောင်းလေးကိုပေါ့နော်ဒါအခွင့်အနေနဲ့ပြောပြတာပေါ့နော်ကျွန်တော်တို့အခုမြန်မာနိုင်ငံမှာပေါ့နော်ဟိုရခင်တော့ကလည်းလုပ်ခဲ့တယ်ပေါ့နော်မြန်မာနိုင်ငံမှာရခင်ကလုပ်ခဲ့တဲ့ကလျင်နေနဲ့ပတ်သက်ပြီးတော့ပြောပြပါအောင်ပြီးတော့သူများပြောတဲ့ပါလဲစကိုင်းပြည့်ရွေလို့ပါတော့ပေါ့နော်ကျွန်တော်တော့တခြားမသိဘူးပေါ့နော်ဒါအကူကတော့ဒါတွေပြောပြနိုင်မယ်ထင်ပါတယ်ခင်ဗျအကူကျေးဇူးပါပြောပြပေးပါဦး โอเคအာဖရိကတိုက်ကြီးကိုစိတ်ကူးရင်ကြည့်လေပါအာဖရိကတိုက်ရဲ့ဒီအနောက်တောင်ဘက်ကအခွက်ကြီးနဲ့တောင်အမေရိကတိုက်ရဲ့အရှေ့မြောက်ဘက်က4000ချွန်ကြီးကတစ်ချိန်လုံးကတဲ့တဲ့ကြီးစွတ်ထားခဲ့တာပါဆိုရင်လူတွေအံ့ဩမှာပဲเนาะတကယ်အဲ့လိုပါအဲ့ကနေကွဲထွက်သွားတာเนาะကွဲထွက်သွားပြီးတော့ sorry အပေါ်မှာပြန်လဲမြင်နေတော့မသိတာဘူးပေါ့တကယ်တော့အဲ့လိုကွဲထွက်သွားတစ်ချိန်ကစုခဲ့တာပေါ့เนาะအဲ့လိုနီးအပြင်ကဘာပေါ်မှာဒီ plate ကြီးတွေရှိတယ်တကယ် major plate ကြီးက9ချက်လောက်ရှိတယ်အဲ့ကောင်ကြီးရွေးလာဒီဘက်ကကွဲသွားမယ်ဟိုဘက်မှာပြန်ထိတာပေါ့ထိချင်းတဲ့တိုးလို့ရှိရင်ကိုတို့မိမှုတိုက်ထားတဲ့အဝတ်စားလေးထပ်ထားတယ်ထပ်တဲ့ကိုတွန်းလိုက်ရင်ဒီလိုဖြစ်မသွားဘူးလားအဲ့မှာဆိုတောင်တန်းတွေဖြစ်တာပေါ့ဒီလိုဖြစ်တဲ့အချိန်မှာဆိုရင်ဂျိုင်ဟွမ်တွေဖြစ်တာပေါ့ဆိုကြပါစို့အဲ့တော့ကဘာပေါ်မှာအဲ့လိုဒီက plate ကြီးတွေ9ခုလောက်ရှိပြီးတော့နာမည်တွေရှိတာပေါ့ထားပါတော့အဲ့ plate ကြီးတွေတစ်ခုခုဂျိုင်းမှာ minor ဒီ line လေးတွေရှိတယ်အဲ့ဒီဟာတွေကမြန်မာပြည်ထဲမှာတစ်ခုအပါဝင်ဖြစ်နေအဲ့ဟာဒီမှာဆိုလို့ရှိရင်နာမည်ကြီးတောင်မြောက်ပြေးနေတဲ့သခိုင်း force ဆိုတာပြတ်ရွေ့ပဲခုန force နဲ့ဥပမာပေးလိုက်မယ်ဆိုရင်ကဘာမြေကြီးမှာစ
ဒီနှစ်ခုကဇက်တိုက်ဆိုတာရှိခဲ့တယ်အကြောင်းတစ်ခုကြောင့်မီးတော်ပေါက်ကွဲလိုပဲငလင်ပဲဖြစ်သူကဒီလိုဖြစ်ခြင်းဖြစ်သွားတယ်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 အဲ့တော့သခိုင်းဖို့ကကြတော့ဘေးလိုက်တာမျိုးနော်သခိုင်းဖို့အဲ့လိုမျိုးဖြစ်နေပြီးတော့အဲ့ဒီ line ရဆိုလို့ရှိရင်တောင်နဲ့မြောက်ပေါ့တောင်နဲ့မြောက်သွားနေပါတယ်ဒီလိုပေါ့နော်အပေါ်ကကြည့်မယ်ဆိုရင်အပေါ်ပြည်ကြီးနားနဲ့အဲ့သခိုင်းဖို့ကြီးကသခိုင်းနားတစ်ဝိုက်မန္တလေးနားတစ်ဝိုက်မှာဖြတ်တန်းတာပေါ့သခိုင်းတို့မန္တလေးတို့ကမြေပြင်မောင်မောင်ဆန်တော့ကီလို50ဝေးမယ်ကဘာကြီးလို့နေရှင်လဲတလိုင်းနဲ့ကြာတယ်ပေါ့နော်အဲ့သခိုင်းပြည့်ယူကြီးရှိနေတဲ့အတွက်နောက်ဟိုဘက်ရခိုင်မှာလည်းရှိသေးတယ်အဓိကတော့သခိုင်းပြည့်ယူကြီးကြည့်တာပေါ့အဲဒါကြောင့်သခိုင်းပြည့်ယူမှာရှိနေတဲ့ကြာရောက်သမျှမြို့တွေအားလုံးဟိုမြေကြီးနားတိုင်းစားပြီးဟိုအောက်ကဒီ AR တိုင်းအထိပေါ့နော်အဲ့ဟာမှာကြာရောက်တဲ့မြို့တွေအားလုံးငလျင်တန်းကိုခံခဲ့ရတာပေါ့နော်အဲ့တော့ငလျင်တန်းကိုခံခဲ့မှတ်တမ်းတွေကြည့်လိုက်တော့16ရာစု15ရာစုကလေးအများကြီးပဲရှိတယ်ဒါပေမဲ့အဲ့ဒီအကုန်လဲကိုမမှတ်မိဘူးအဲ့တော့ကိုတို့မှတ်မိတာဆိုမှတ်ရ1912လောက်မှာနော်1912 73လောက်မှာမန္တလေးနဲ့တောင်ကြီးမှာအကြီးကျယ်လုပ်ခဲ့ပါတယ်အဲ့တခါရှိပါတယ်နောက်ပြီးတော့1930မှာပဲခူးနော်ပဲခူးကရွှေမော်တော်ဖျားကြီးကအခုဆိုပြန်ဆောက်ထားတဲ့ဖျားဖြစ်ပါတယ်မူလရွှေမော်တော်မဟုတ်ပါဘူးရွှေမော်တော်ဖျားကြီးကလုံးဝမှတ်မိကြမှာပါဒီလေးတော့ကိုတော့ပဲသိမယ်ဒါပေမဲ့သမိုင်းမဲမှာနေမှာပါတာပေါ့ရွှေမော်တော်ဖျားကြီးလုံးဝပျက်စီးသွားပြန်ဆောက်ခဲ့တဲ့1930နောက်တခါ1956မှာစကိုင်းမှာပဲအပျက်စီးတွေအများကြီးဖြစ်ခဲ့သေးတယ်စကိုင်းက1956ပြီးခုနှစ်90လောက်ကြာအခုပြန်လှုပ်တယ်လို့ပြောလို့ရပါဘောနော်နောက်တခါ1985မှာပကံမှာကြီးကျယ်လှုပ်ခဲ့တာပေါ့နော်ပကံမှာကြီးကျယ်မှာလှုပ်ခဲ့တော့ကတော့လူတွေတလောက်မသေးဘူးအဆောက်အဦတွေခြေအောင်ဖျားများစွာပြုတ်ကျခဲ့ပြီးတော့ခုနောက်ပိုင်းမှာအသေးဖွဲလေးတွေတော့ရှိ2016တို့17တို့မှာဒါတွေဖယ်လိုက်မယ်ဆိုရင်အထင်ရှားဆုံးကအခု2025ခုနှစ်မတ်လ28ရက်နေ့မှာမန္တလေးမှာဗဟိုပြုပြီးလှုပ်ခဲ့တဲ့အကြီးဆုံးလူတွေအပြောက်များဆုံးလို့ခေါ်နိုင်တာပေါ့နော်မြန်မာသမိုင်းရဲ့အထင်ရှားဆုံးငလျင်တွေပါပဲအခုငလျင်နဲ့ပတ်သက်ပြီးတော့အခုပြောပါအောင်အခုကတော့ဒါကိုလိုလဲကျွန်တော်တို့လောလောလတ်လတ်ဒီမြင်ကြားသိနေစိတ်မကောင်းစိတ်မချမ်းမြေ့ဖွယ်အကြောင်းအရာတွေဖြစ်တယ်ဆိုလေဟုတ်ကဲ့ပါအဲ့တော့ငလျင်နဲ့ပတ်သက်လို့ချင်းတိုင်းတာတဲ့ unit တွေရှိတာပေါ့နော်အလေးချိန်နဲ့ပတ်သက်ဆိုရင်ပေါင် gram အဲ့လိုပဲပေါ့ငလျင်နဲ့ပတ်သက် magnitude ပေါ့နော်တိုင်းတာတော့ဟိုးတုန်းကတော့Richter နဲ့ပြောတယ်ပေါ့နော်နောက်ပိုင်းတော့ magnitude နဲ့ပြောတာပေါ့နော်ဒါပေမဲ့နှစ်ခုလုံးအတူတူပါပဲကိုတိုင်းတာကြတဲ့နေရာမှာဒီ magnitude 1 2 3 4လောက်ကိုသွား minor လို့ပဲသတ်မှတ်ပါတယ်5 6လောက်ကျရင် moderate လို့သတ်မှတ်တာပေါ့နော် moderate သတ်မှတ်ပြီးတဖြည်းဖြည်းလာတော့ moderate strong great လို့လာတဲ့အခါမှာဆိုလို့ရှိရင်အဲ့ဒီအခုလှုပ်တခဲ့တဲ့magnitude ကဆိုလို့ရှိရင်strong နဲ့မှာပါတာပေါ့နော်8တို့9လို့ဆိုတော့အရန်ကိုဒါ catastrophic ဒီအပျက်စီးတွေဖြစ်တော့မှာပေါ့တော့ strong ဖြစ်တဲ့ငလျင်တစ်ခုဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့လဲမန္တလေးမှာရှိတဲ့မန္တလေးနဲ့မကပါဘူးအဲ့ပေါ်လိုင်းတစ်လျှောက်မှာကြောက်တဲ့မြို့တွေအားလုံးမှာရှိတဲ့ခိုင်ကမ်းမှုမရှိတဲ့အဆောက်အဦတွေအားလုံးပြိုကျသွားပြီးတော့ပြိုကျမှုနဲ့အတူလူတွေရဲ့အသက်အိုးအိမ်အများကြီးလဲဆုံးရှုံးသွားတယ်နောက်ပြီးတော့ geographical ပေါ့နော်ဘူမိဗေဒအရပထဝီနေထားရမြေသားတွင်ပြင်ပြောင်းလဲမှုတွေအကြီးအကျယ်ဖြစ်သွားတာကိုတွေ့ရှိရပါတယ်။နောက်ဆိုရင်ဒီရက်ပိုင်းတော့ဆက်ဆက်ပြီးဖြစ်နေအောင်မှာပေါ့နော်။ခုလာဒီလမ်းတစ်လျှောက်မှာဒီရေစကြိုမရယာတို့မှာကားလမ်းကြီးကွဲသွားတယ်။စကိုင်းတရာအသစ် approach မှာကွဲသွားတယ်ဒါတွေကအပေါ်ရံမှာတိထားတဲ့ဟာတွေပေါ့အောက်မှာကတော့အကြီးအကျယ်ဖြစ်သွားလို့သာမင်းဘူးကငကဘောအန်ကြီးတောင်ရှုပ်နေအောက်ကိုဆင်းသွားပြီးတော့6ခန်းသွားတာပေါ့နော်။ထိုနည်းတူပဲနောက်တခြားသောပေါ့နော်တိတာပထဝီသဘောရတိတာဘူမိဗေဒသဘောရတိတာတဲ့ဟာတွေနောင်တွေ့လာမှာပါခုကားလမ်းကြီး offset ဖြစ်သွားတာလေတနေရာမှာဓာတ်ပုံတွေ့ပါလိမ့်မယ်အဲ့လူတွေအတူတယ်ဘာလို့လူတွေကမယုံဘူးလေအမှန်တကယ်ပါပဲယထာလန်းလိန်သွားဆိုတဲ့အဲ့လိုပဲပေါ့ယထာလန်းကဘယ်လိန်လဲယထာလန်းအောက်ကမြေကြီးကဒီလိုမျိုး minor fault ဖြစ်သွားတယ်ယထာလန်းကလိန်သွားတာပေါ့နော်အဲ့တော့အခုလောလောဆယ်အထိအားလုံးသိကြတဲ့အတိုင်းလူဦးရေ3000ကျော်ဆုံးကွယ်လွန်သွားပါပြီဒဏ်ရာရည်လူ9000ကျော်လောက်ပေါ့နော်အိုးအိမ်တွေရတော့မရင်မတွက်နိုင်အောင်ပေါ့ဒါနောက်ဆုံးအားလုံးသိကြတဲ့အတိုင်း2025ခုနှစ်မတ်လ28ရက်နေ့လယ်12:50မှာလှုပ်ခဲ့တဲ့ငလျင်ကတော့အခုထိတော့မှတ်တမ်းထဲမှာအကြီးဆုံးကြီးဖြစ်ပါတယ်သူရဲ့ epicenter မန္တလေးမြို့ရဲ့အောက်ပေါ့နော်8ကီလိုတင်တယ်ကိုပြောရမှားတယ်မှာအဲ့လောက်တစ်ဝိုက်ပေါ့နော်8ကီလိုမှာ epicenter ဖြစ်ပြီးတော့အဲ့မန္တလေးမြို့ကဟိုပြုတ်ပြီးတော့အရှိနောက်တောင်မြောက်ပေါ့နော်ဟိုဘက်ဆိုလဲဘင်္ဂလားဒေ့ရှ်တို့တရုတ်တို့ဟာလာရှေ့တောင်ဘက်မှာဆိုလို့အရှိမြောက်ဘက်မှာရှမ်းပြည်နယ်ဟိုအရှိတောင်ဆိုဘန်ကောက်အထိပေါ့တက်ရောက်မှုတွေရှိခဲ့တာပေါ့အပြင်းအားတော့မတူဘူးပေါ့နော်ပြင်းအားအမြင့်ဆုံးဖြစ်တဲ့ဒီနေပြီးတော့မန္တလေးစကိုင်းမှာတော့အပျက်စီးတွေအသေးပြောက်တွေအများဆုံးဖြစ်ခဲ့တယ်လို့ဆိုနိုင်ပါတယ်ဟုတ်ကဲ့ပါကိုဒါလေးဒီဟာကိုခုန 7.7 လို့ဘာလို့တိုင်းတာတယ်တိုင်းတာကဘလို့ unit လဲပေါ့နော်အဲ့ဒါလေးကိုပြောရင်းနဲ့ပေါ့နော်ဒါကဘာမှာဖြစ်သွားတဲ့ဒီငလျင်တွေအကြောင်းကိုလည်းဆက်ဆက်ပြီးတော့ဆွေးနွေးပြပါလားကို
သူကတော့ magnitude လို့ခေါ်တာပေါ့ physics စကားလုံးရဆို MW လို့ခေါ်တာပေါ့နော်ဒါကိုတို့အပူချိန်ဒါတော့ဘယ်ရမ်းဆိုတိုင်းတိုင်းဟိုတဲ့နဲ့ unit လေးပါရမယ်လေဟလာအပူချိန်ဆို temperature ဆို centigrade လား Fahrenheit လားအလျားဆို centimeter လားဘာလားဆိုတော့ဒီကစွမ်းအင်ပေါ့နော်ဒီလင်းလှုပ်ခြင်းရဲ့ seismic wave ရဲ့စွမ်းအင်က magnitude နဲ့တိုင်းတာပြီးတော့အမြင့်ဆုံးက930ပေါ့နော်အနိမ့်ဆုံးတော့1ပေါ့အဲ့လိုသတ်မှတ်ပါတယ်နောက်ကကဘာငလျင်နဲ့ပတ်သက်ကြီးလေးပြောကျွန်တော်ရေးတွဲရမယ်ဆိုတော့အများကြီးပေါ့နော်ကဘာပေါ်မှာအဆိုးဆုံးငလျင်ပြောရမယ်ဆိုတော့ဒီကိုတို့မှီတဲ့တက်တန်းထဲမှာဆိုတော့အဲ့ဒီ1960ပေါ့နော်မှီတဲ့ဆိုမှမွေးတော်မွေးသေးဘူးပေါ့ဒါပေမဲ့တမိုင်းမှာကိုတို့မှတ်မိတာ1960မှာချီလီမှာလှုပ်ခဲ့တဲ့ငလျင်ပေါ့နော်ချီလီမှာလှုပ်ခဲ့တဲ့ငလျင်ကအဆိုးဆုံးဖြစ်ပါတယ် magnitude 9.5 ရှိပါတယ်ဒါကဘာတမိုင်းမှာလို့တော့ပြောလို့ရတယ်နော်အဆိုးဆုံးဖြစ်ပါတယ်နောက်တစ်ခါတရုတ်မှာနှစ်ခါလှုပ်ခဲ့ပါတယ်2004မှာတခါနောက်တစ်ခါ1986မှာတခါသူလည်းလူ2သိန်းကျော်တည်ပါတယ်နောက်တစ်ခုကတော့2010မှာဟေတီမှာလည်းလှုပ်ခဲ့တဲ့အဲ့မှာလည်းလူ2သိန်းကျော်တည်ပါတယ်ဒါကတော့ကဘာပေါ်မှာအထင်ရှားဆုံးပေါ့နော်ငလျင်ကြောင့်လူသေးပြောင်းနဲ့တိုင်းတာမယ်ဆိုရင်အများဆုံးငလျင်တွေဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျငလျင်တော့တော်တော်ဘူးသူတရပါတယ်နောက်တစ်ခါကုန်းပေါ်မှာငလျင်လို့ရင်တော့အခုလိုမျိုးတွေဖြစ်တယ်ပေါ့နော်ဒါပင်လယ်ထဲမှာငလျင်လို့ရင်တော့ဒါဆူနာမီလို့ခေါ်ကြတဲ့အကြောင်းအရာလေးကိုပေါ့နော်ဆူနာမီအကြောင်းရင်းပြီးတော့ကမ္ဘာမှာဖြစ်သွားတဲ့ဆူနာမီကြီးတွေရဲ့effect တွေရဲ့အဲ့ဒါလေးနည်းနည်းပြည့်စုံပြောပြပါခင်ဗျာဟောအဲ့ဒါကတော့ epicenter နဲ့မူတည်တာပေါ့နော်အခုလိုမျိုးမန္တလေးလိုကုန်းတွင်းတက်ကြီးမှာ epicenter ရှိခဲ့တယ်နော်ဟိုမင်းလေးဆိုလို့ရှိရင်ဒီပင်လယ်ရှိရဲ့ကမ်းရိုးနဲ့ဆိုလို့ရှိရင်မိုင်မောင်းကို200လောက်ဝေးနေဆိုဘလို့မှဆူနာမီစိုးရင်စရာမရှိဘူးပေါ့တကယ်လို့ epicenter ဒီပင်လယ်ထဲမှာရှိပင်လယ်အောက် sea flow ရဲ့အောက်မှာ epicenter ရှိနေကြလို့ရှင်เนาะအဲ့ခရက်ကဒီပင်လယ်ကျမ်းပြင်ကိုရောက်သွားတာပေါ့နော်ပင်လယ်ကျမ်းပြင်ကိုရောက်သွားပြီးတော့အဲ့ပင်လယ်ကျမ်းပြင်ကနေဒီရေကိုရောက်သွားပြီးတော့ရှင်းပြောရင်တကယ်တော့ဇလုံးထဲကရေလေးတစ်ချက်လှုပ်လိုက်တလောက်ပဲဒါပေမဲ့ဒီမြေပြင်မှာတော့လူများဆိုအသက်ပေါင်းများစွာအိုးအိမ်ဆောက်ဦးတွေပျက်စီးသွားတာပေါ့တစ်ချက်လှိုင်းကတက်ပြီးပြန်ကျသွားတာဒါပဲအဲ့ဒါဆူနာမီပဲတောက်လျှောက်ကြီးဟို flood လိုမျိုးတက်လာမျိုးမဟုတ်သူကဇလုံးထဲကရေလှုပ်တယ်လို့မျိုးပေါ့နော်ဒီမြေကုန်းမြေပေါ်မှာ seismic wave ကတက်ရောက်တယ်လို့ပဲရေကိုသူတက်ရောက်သွားတဲ့အခါရေဒီတာမန်ရှိနေမဲ့တည်ငြိမ်မှုမရှိဘဲနဲ့အလွန်ကြီးသောလှိုင်းကြီးတစ်ချက်ဖြစ်သွားတယ်ကုန်းပေါ်တက်ပြီးကုန်းပေါ်မှာရှိတဲ့ဆောက်ဦးတွေတည်ပြီးပြန်ဆင်းသွားတာပေါ့နော်ဒါဆူနာမီလို့ခေါ်တာပေါ့အဲ့တော့ကိုတို့သင်္နေရှားတိကြတဲ့ဆူနာမီဆိုတော့2004ထင်တယ်နော်ကိုမှားလို့ရှင်လဲစာတန်းထိုးပြီးပြန်ပြောပြလိုက်ပါအဲ့မှာဒီအရှိတောင်အာရှမှာဖြစ်သွားတဲ့နော်ဆူနာမီကြောင့်ဒီအင်ဒိုနီးရှားမလေးရှားနော်တီရီလင်္ကာနဲ့မြန်မာနိုင်ငံအချို့ဒေသတွေမှာတော်တော်လေးကိုထိခိုက်ဖြစ်ခဲ့တာဆူနာမီကတော့အထင်ရှားဆုံးပါပဲအဲ့တော့ပင်လယ်ကမ်းခြေနဲ့နီးတဲ့နိုင်ငံတွေဖြစ်တဲ့ဂျပန်နိုင်ငံတို့အမေရိကန်ကဒီအနောက်ဘက်ကမ်းခြေတို့အရှေ့ဘက်ကမ်းခြေတို့ coastal နေရာတွေမှာဆူနာမီအဖြစ်ဆုံးဖြစ်ပါတယ်အရှေ့တောင်အာရှမှာတော့အခမ်းအဆုံးကအင်ဒိုနီးရှားတို့ဖိလစ်ပင်းတို့လို့ဆိုရမှာပေါ့နော်မြန်မာပြည်နေနဲ့ကတော့အင်မတန်ကန်ဆိုးဆိုတာရခိုင်ရိုးမရဲ့အနောက်ဘက်မှာဖြစ်ပါမှာပဲသူက open sea ကိုမဖြစ်တာပေါ့နော်စင်ကာပူအနေနဲ့ကတော့ဒီအရှေ့ဘက်မှာရောနောက်ဘက်မှာရောဆူမာတရာကျွန်းတို့အရှေ့ဘက်မှာဆိုလဲကျွန်းပေါင်းမြောက်များစွာခံနေတဲ့အတွက်ဟိုဆူနာမီကတော့စင်ကာပူမှာဖြစ်เสียအကြောင်းအင်မတန်ကိုနည်းပါတယ်ဟုတ်ကဲ့ပါအခုဒီလိုမျိုးအလင်းဆိုတာမျိုးတို့ဆူနာမီဆိုတာမျိုးတို့ကကြိုတင်ကာကွယ်ကြိုတင်မျိုးသိတာမျိုးကမရှိဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ဖြစ်ပြီးကမှကုညီကယ်ဆယ်ရေးတွေကိုလှုပ်ဆောင်ရတာပေါ့လေဒါတဘာဝပတ်ဝန်းကျင်ဟိုတဘာဝဘေးအန္တရာယ်ကိုဒါလှုပ်တဲ့ဘေးအန္တရာယ်ကာကွယ်တားဆီးရေးပေါ့နော်ပုံစံမျိုးလှုပ်တဲ့ဟာမျိုးရှိတယ်နောက်တစ်ခုကတော့ဒီကုညီကယ်ဆယ်ရေးတွေရှိတယ်ပေါ့လေအခုမြန်မာနိုင်ငံမှာဆိုလဲဒါကုညီအခုဟာကိုကမ္ဘာနိုင်ငံတည်တည်ကနေပြီးတော့ကုညီကယ်ဆယ်ရေးတွေလှုပ်တယ်ပေါ့လေဒါလေးကိုဘယ်နိုင်ငံတွေကလာတာလဲအခုလဲကြားမှာပေါ့နော်အဲ့ဒါလေးပြည့်စုံပြောရင်းနဲ့ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်တို့ကလက်ရှိအခုရောကျွန်တော်လက်ရှိစင်ကာပူမှာနေတော့စင်ကာပူကကုညီကယ်ဆယ်ရေးအဖွဲ့တွေလည်းသွားတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဒါလေးနည်းနည်းပြောပြပါလားကိုဟုတ်ကျေးဇူးပါဟုတ်ကဲ့အင်မတန်စာနာသောအဖြစ်เนาะနိုင်ငံပေါင်းအနည်းဆုံး15နိုင်ငံလောက်တဖြည်းဖြည်းနဲ့15ဖြစ်သွားပေါ့စချင်းတော့အိန္ဒိယရုရှားတရုတ်လောက်ကစပြီးတော့ရက်ပိုင်းတွင်တနိုင်ငံပြီးတနိုင်ငံတိုးလာတယ်ရှေ့တောင်အာရှစင်ကာပူမလေးရှားเนาะဒီအာဆီယံနိုင်ငံတွေဖြစ်တဲ့အင်ဒိုနီးရှားဗီယက်နမ်တွေ
လာဟုအစပေါ့နော်တနိုင်ငံမိတနိုင်ငံကယ်ဆယ်ရေးအဖွဲ့တွေသူတို့စူးဆောက်တစားပလာတွေနော်နောက်ပြီးတော့ဒီစားနပ်ရိက္ခာတွေရဲ့ရောက်ရှိလာတာပေါ့နော်တချို့ဆိုလို့ရှိရင်လည်းဒီ mobile hospital ပေါ့နော်အဲ့လိုမျိုး America တို့ဘာလို့ India ဆို mobile hospital equipment တွေနဲ့စရောက်ရှိလာတာကိုကိုတို့တွေးရှိရပါတယ်တွေးရှိရပြီးတော့ဒါပေမဲ့ကိုတို့ကဒီကနေသတင်းတွေဗီဒီယိုတွေပဲကြည့်နေရဖြစ်တဲ့အတွက်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလုပ်နေနေရမှာတော့ဒီပြည်တွင်းမှာရှိတဲ့ဒီပရာဟိတအဖွဲ့တွေနောက်မိသက်တွေနဲ့ဒီနိုင်ငံခြားလာကူညီတဲ့သူတွေပူပေါင်းလုပ်နေတာကိုတို့လှမ်းတွေးတော့တွေးနေရတာပေါ့နော်ဒါပေမဲ့အသေးစိတ်တော့လေကိုတို့ကမသိနိုင်ပေါ့ဘယ်နေရာကိုဘယ်လိုမျိုးhumanitarian aid တွေကကူညီနေဆိုတော့အကြမ်းမြင့်လောက်ပဲသိရပါတယ်ဒါပေမဲ့အဲ့တော့အများစုအဖြစ်အဒီငလျင်ကြောင့်ပျက်စီးသွားတဲ့ဟာအဆောက်အဦတွေက concrete တွေ brick တွေအကြီးအကျယ်ဖြစ်တဲ့အတွက်အဓိကနိုင်ငံတကာဘယ်လိုပဲကူညီသူတို့ဒီမှာဒီလားကြောက်ဖြတ်ဆက်တို့တန်ဖြတ်ဆက်တို့ဒါဒီ portable တွေပဲတည်လာနိုင်မှာပေါ့ဟုတ်တယ်မလားဒီ mobile crane တို့ crane lorry တို့bulldozer တို့ excavator ဘယ်လိုမှတည်လို့မရဘူးပေါ့နော်ဒါပေမဲ့ဒီအပြိုပြက်တွေကိုဖယ်တဲ့ခါမှာအဲ့ရန်ရာကြီးတွေကအဓိကဖြစ်တဲ့အတွက်ရန်ရာကြီးတွေအလုံးကိုအားနေနေတာတွေ့ရတဲ့အတွက်ဒီကယ်ဆယ်ရေးမှာနိုင်ငံသားတွေဘလို့ပဲကူညီကယ်ဆယ်ရေးမှာရက်တွေနှောင့်နှေးသွားပြီးတော့မဆုံးနိုင်မဲ့တဲ့အသက်တွေဆုံးရှုံးသွားရတယ်လို့ကိုတော့မြင်ပါတယ်ဒါလက်ရှိချိန်တွေမှာစင်ကာပူကနေကတော့စင်ကာပူပထမအဖွဲ့ကလူ80နောက်တစ်ဖွဲ့စေးတက်သားတွေလည်းမနေ့ကဆို100ကျော်နောက်ဆွမ်းတမန်သွားပြီးကူညီနေကြတာကိုသိရပါတယ်စင်ကာပူနိုင်ငံကတော့ဒီအာဆီယံနိုင်ငံထဲမှာအများဆုံးလို့ပြောရမယ်ထင်ပါတယ်သူတို့ဒီ SAF နဲ့ဒီကြက်ချင်တွေဖွဲ့နေပေါင်းပြီးတော့ပူးပေါင်းပြီးတော့လူအင်အားကယ်ဆယ်ရေးပစ္စည်းတွေစားနပ်ရိက္ခာတွေတဲတွေဒါပြင်စားသဖြင့်ပေါ့နော်ဆေးဝါးပစ္စည်းတွေစုစုပေါင်းလေနဲ့ခဏပဲတန်ပေါင်း20-30ရှိပြီပေါ့နော်ပို့ပေးနေပါတယ်လူကိုယ်တိုင်လည်းကူညီတာပေါ့နော်ဒါမှမဟုတ်စင်ကာပူတင်းကိုလည်းအထူးကျေးဇူးတင်စရာကောင်းပါတယ်နောက်တစ်ချက်ကတော့နိုင်ငံတကာကကူညီကြတဲ့ငွေကြေးကူညီတွေကိုလည်းတကယ်ဒုက္ခရောက်နေတဲ့လူတွေအတွက်လိုအပ်တဲ့ပံ့ပိုးမှုတွေဖြစ်သွားဖို့အရေးကြီးတာပေါ့နော်ဒါအလွန်အရေးကြီးတဲ့အချက်ပါဟုတ်ကဲ့ပါခင်ဗျာဒီကူညီကယ်ဆယ်ရေးတွေလုပ်တာခုနအကိုပြောတဲ့ခက်ခဲတွေလည်းရှိတယ်ပေါ့လေဒီကျွန်တော်တို့မြန်မာနိုင်ငံအလဲပိုင်းဆိုတာလည်းဒါမြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုအဝင်နည်းတွေရှိတဲ့နေရာပေါ့နော်ဒီဘာသာရေးဆောက်အောင်နေပေါ့နော်ဘာသာရေးဆိုတာအကုန်ပေါ့နော်အကုန်ဆိုတာကမွတ်စလင်ဗလီတွေလည်းရှိတယ်လို့ဒီဗုဒ္ဓဘာသာဘုန်းကြီးကျောင်းစာသင်တိုက်တွေဖရားတွေရှိတယ်လို့ပေါ့နော်ခရစ်ယာန်ဘုရားကျောင်းတွေရှိတယ်ပေါ့နော်ဒီလိုမိုင်းဝင်အမွေနည်းတွေဆုံးရှုံးပျက်စီးတာနဲ့ပတ်သက်ပြီးတော့အကိုတွေးရှိချက်ကလေးပေါ့နော်အကိုတွေ့တာလေးကျွန်တော်ပြောပြပါဦးခင်ဗျဟုတ်ဟောဒါတွေနဲ့ပတ်သက်လို့ဒီစေအောင်ဆောက်သူတေသနာလုပ်တဲ့ပညာရှင်တွေကတော့ပို့ပြီးတော့လေးလာမိမှာပေါ့ကိုအနေနဲ့ကတော့အကြမ်းမြင့်လောက်ပဲပြောရမယ်ဆိုရင်ဒီ four line တစ်လျှောက်မှာဒီစကိုင်းပြောရေးတစ်လျှောက်မှာဖြစ်ချင်တော့ဒီ AR မြစ်အရှိဘက်နောက်ဘက်ကန်းတွေလည်းဖြစ်နေတော့ရှေးကလေးအုပ်တွေပါလည်းတည်လို့ပြုလို့လွယ်တယ်ထင်ပါရဲ့အဲ့တော့တောက်လျှောက်မြို့တွေအားလုံးကဒီရှေးအောင်ဖျားတွေတိဆောက်ခဲ့တဲ့မြို့ကြီးတော့ဖြစ်နေတယ်ကံကောင်းထောက်မှသာပကံမှာဒီတစ်ခေါက်ကတိတ်မထီလို့အဲ့တော့ဘာပဲဖြစ်ဖြစ်အမရပူရာအင်းဝစကိုင်းနော်စင့်ကိုင်းအောက်ကရမဲသိန်းပြင်မနာတောက်လျှောက်မှာရှိသမျှဇေဒီပထိုးတွေအားလုံးကမရှိဆိုအနည်းဆုံးအနုဆုံးသူကအနှစ်100 200ပဲပေါ့နော်ဒီတဲ့ပုံ300-400ရှိဖို့ပဲရှိတယ်အဲ့ခက်ကဘာမှတန်ကူကော်ကရစ်တွေမရှိဘူးမြေနဲ့ပဲထုခဲ့တဲ့အုပ်တွေနဲ့ပဲဒီအမှုပညာအရပြည်သူကအမှုပညာအရတိဆောက်ခဲ့တာဖြစ်တဲ့အတွက်နော်နှစ်ပေါင်းများစွာရေတလဲလေတလဲမိုးတလဲခံခဲ့ရတဲ့အုပ်တွေကငကိုယ်ထဲမှာတဲတဲလေးဖြစ်နေတာအခုလိုပဲအင်မတန်ပြင်းထန်တဲ့ပြင်းအားကြီးနဲ့ဆွဲရမ်းခါလိုက်တဲ့အခါမှာတော်တော်များများဟာပြိုကျသွားတာကိုပုံတွေအရအင်မတန်ကိုစိတ်မကောင်းစရာတွေ့ရှိရပါတယ်ဒါပေမဲ့ဒါတွေကိုပြန်လည်တိဆောက်ဖို့ဆိုတာလဲတော်တော်ကြီးကိုမလွယ်တော့ဘူးထင်ပါတယ်တူအောင်ဆောက်လဲအတူကြီးဖြစ်သွားတော့မှာပေါ့နော်အဲကြောင့်မလို့ကိုရိုးအနေနဲ့ကတော့ဒီဆက်လက်ပြီးပြိုမသွားယုံနောက်တစ်ခါအမှုန့်ဖြစ်မသွားသေးတဲ့အုပ်တွေကိုတော့ထိမ့်သိမ်းထားဖို့ပေါ့နော်နောက်ပြီးတော့အပြိုတိုင်းကြံနေတဲ့ဟာကိုဆက်မပြိုအောင်ပေါ့ဒါသူတို့ကျွမ်းကျင်တဲ့ပညာရှင်တွေကနီးလန်းနေရှိမှာပေါ့နော်နိုင်ငံဆေးဘေးပကြီးတွေလို့ပေါ့နိုင်ငံဆေးပကြီးတွေလည်း 100% ငကိုအသစ်ဆွဲခဲ့တဲ့လောက်တော့ပဲရမလဲဒါပေမဲ့ကြံရဲဟာလေးကိုထိမ့်သိမ်းအောင်coating တွေ chemical တွေလုံးတယ်လို့မျိုးပေါ့နော်ဒီခြေအောင်ဖျားတွေလည်းလုံးဝပြိုပြတ်မှုပြီးသွားပြီဆိုရင်အပြိုပြက်တွေရှင်းပြီးတော့ရှိတဲ့နေထားလေးကိုပဲပြန်ပြီးတော့ထိမ့်သိမ်းထားဖို့ဒါမှမဟုတ်လည်းနည်းနည်းပါးပါးပြန်မွန်းမှန်ပြန်ဆောက်လို့ရတာမျိုးဆိုလဲဆောက်ဖို့ဥမာစကိုင်းဆုံးပုံညာရှင်ရုပ်ဘွားတော်ကြီးဆိုရင်တော်တော်ကိုဆိုးရွားတော့ဒါမျိုးကတော့ပြန်ဆောက်တင်တာပေါ့နော်ဒါပေမဲ့တချို့သောဂျေဒီတိုင်းကတော့ပြန်ဆောက်ဖို့လည်းမလွယ်တော့ဘူးရှေ့လက်ရတူဖို့လည်းမလွယ်တော့ဘူးနော်နားမတော်မင်းတို့အုပ်ချောင်းလိုမျိုးအများကြီးပါပဲပညာရှင်တွေကတော့သိမှတ်တမ်းထားမှာပါအဲ့တော့ကိုအနေနဲ့ဘယ်လိုမြင်လဲဆိုလို့ရှိရင်အင်မတန်နှမျောစရာကောင်းပါတယ်အားလုံးပြန်ဆောက်ဖို့လည်းမလွယ်တော့ပါဘူးအဲကြောင့်မို့တချို့ဟာတွေတော့ဆောက်လို့ရတာဆောက်ပါနော်ဆက်လက်ပြီးပြိုကျမှာတော့အောင်တော့ထိမ့်သိမ့်မှာနောင်ငလျင်ဆိုတာလည်းလာနိုင်သေးတဲ့အတွက်ဒါကိုလည်းထိမ့်သိမ့်မှာရှင်းပြန်အုပ်ကြားမှာငကိုရှိနေတဲ့ရှေးကဒီ concrete တွေကိုပို့ပြီးတော့ခိုင်အောင်ပေါ့နော်ထပ်ပြီးဆေးသုတ်ဖို့ပြောတာမဟုတ်ဘူးနော်သူကျွမ်းကျင်တဲ့နီလန်းနေနဲ့ဒီရှေးအောင်
အမွေအဆောက်အဦတွေကိုထိမ့်သိမ်းတဲ့နီလန်းနေနဲ့ထိမ့်သိမ်းကြပါလို့ပဲကိုလည်းအဲ့လောက်ကိုပဲကိုပြောနိုင်တာပေါ့နော်မန္တလေးမြို့ကျုံမြို့ရိုးကြီးဆိုလဲအင်မတန်ကိုတို့အများမန္တလေးသွားတိုင်းဒါအလှပကြီးလို့ခံစားခဲ့ရတယ်ပေါ့နော်တချို့ကကျတော့တခြားအယူဆနဲ့ဒီထက်မှဘီတွေနေလို့ဘယ်ဝါနေလို့ဒီကျုံကြီးပြိုကြပါစေဒါအပြက်သဘောပြောတာပေါ့ဒါပေမဲ့ကိုအနေနဲ့ကတော့ဒီရှေးအမွေနှစ်ကြီးပေါ့နော်ဒီဟာကြီးကိုပြိုပျက်စီးသွားအင်မတန်ကိုနှမျောစရာကောင်းပါတယ်အဲ့တော့မန္တလေးကျုံကိုလည်းပြန်ဆောက်လို့ရတဲ့နေရာလေးတွေတော့ဆောက်စေချင်ပါတယ်ခိုင်ခံ့သောနီးနေပေါ့အဲ့လောက်ပဲကိုပြောချင်ပါတယ် ဟုတ်ကဲ့ပါဒါကိုကဒီနိုင်ငံတကာမှာလည်းဆောက်လုပ်ရေးနဲ့သက်ဆိုင်တဲ့အလုပ်လုပ်နေတာပေါ့လေဆိုတော့ကျွန်တော်တို့ဒီငလျင်နဲ့ဆောက်လုပ်ရေးကဏ္ဍနဲ့ကိုချိတ်ဆက်ပြီးတော့ဗောနော်ဆောက်လုပ်ရေးမှာဆောင်းရန်ဒါအခုအတွေ့အကြုံရောအခုလေ့လာထားတဲ့ဟာတွေရောနည်းနည်းပြောပြပါလားဒါကျွန်တော်တို့ကတော့ဟိုလိုမျိုးအသေးစိတ်ပညာရှင်ပုံစံမဟုတ်ဘူးလို့ဒါအခုအတွေ့အကြုံရေးကိုဒါဝင်များတဲ့အပိုင်းဆိုတော့လေဒါအခုဒီတစ်ပိုင်းတော့ပြောပြနိုင်မယ်ထင်ပါတယ်ကျေးဇူးပါ အဲ့တော့အကျမ်းမြင့်လေးပြောပြပါမယ်အဲ့တော့ဘယ်အဆောက်အဦမဆိုအဆောက်အဦမှာ weight ကြည့်တာပေါ့နော် weight ပေါ်မူတည်ပြီးတော့ foundation ကတိဆောက်ရတာပေါ့နော်ကိုတို့တကယ်လို့ဟိုဒီကပလာတာလုပ်ဖို့နေထားတဲ့ဂျုံကလေးပေါ်မှာကလေးကစားစရာကလထိုင်လေးကိုတင်လိုက်ရင်တော့ဘာမှမဖြစ်ဘူးတော့ဒါပေမဲ့အဲ့ဒီဂျုံနေလေးပေါ်မှာကလေးကစားစရာကလထိုင်လေးကိုမတင်မဲနဲ့20သားအတုံးလောက်တင်လိုက်မယ်ဆိုရှင်တော့မရဘူးပေါ့နော်ဒီလိုသဘောမျိုးရှိတာပေါ့အဲကြောင့်အဆောက်အဦရဲ့ weight ပေါ်မူတည်ပြီးတော့ foundation ဆိုတာတေးသေးချာချာတွက်ကြရပါတယ် engineer တွေက structural design engineer တေးသေးချာချာကိုတွက်ရပါတယ် foundation မှာလူများနားလဲတာပိုက်ပေါ့နော်ပိုက်တိုင်မပါတဲ့ဆိုတာဒါတခြားနည်းတွေရှိတော့လဲပိုက်ရတော့အကြမ်းမြင်အားဖြင့်ပေါ့နော်အဲ့တော့ကလထိုင်တွေရဲ့ခြေထောက်တွေကိုပိုင်လို့သဘောထားလိုက်မယ်ဆိုလို့ရှိရင်ကိုတို့ဒီတမန်တလင်းပေါ်မှာကလထိုင်ချလို့ဘာလို့ရလဲတမန်တလင်းကမာနေတာဟုတ်ဒါပေမဲ့အဲ့ကလထိုင်ကိုပဲ beach ကိုယူသွားပြီးတော့ချလိုက်ပါလားနည်းနည်းတော့နေဝင်သွားမှာပဲဒီတိုင်းကလထိုင်ပဲချထားနော်အဲ့ကလထိုင်မှာကလေးတယောက်ထိုင်လိုက်ထပ်နေဝင်မယ်ဝါတုတ်ကြီးထိုင်လိုက်ရင်လုံးဝနေဝင်သွားမယ်ဘယ်ဒီနေဝင်သွားမယ်ဆိုရှင်အဲ့ beach ကတဲဖြစ်ရှုံဖြစ်ကတော်တော်လေးမာသွားတဲ့အထိသူနေဝင်သွားမှာပဲအဲ့ဒီသဘောပဲအဲကြောင့်မလို့ဒီအဆောက်အဦတွေပိုင်တွေကိုအမာဆုံးနေရာကဘာပေါ်ရဲ့ဘယ်နေရာမှာပဲဖြစ်တိန်တာနဲ့တာပဲရှင်နောက်ဆုံးကြောက်နေတွေ့တာပဲလေကြောက်ရောက်တဲ့အထိဒါကတော့ပိုင်ကိုကြောက်ရောက်သွားပြီးတော့မှကြောက်ထဲမှာထပ်ပြီးတော့ပိုင်ဝင်ရမယ် socketing လို့လွယ်ခေါ်တာပေါ့အဆောက်ရဲ့အပေါ်က weight အထက်ရေအတွက်ပေါ့ weight ပေါ်မူတည်ပြီးတော့ကြောက်ထဲမှာ3မီတာလောက်ဝင်ရပြီ4မီတာလောက်ဝင်ရ1မီတာလောက်ဝင်ရပြီအဲ့လိုမျိုးတွေရှိတာပေါ့နော်ဒါပေမဲ့တချို့ဆောက်ဝေးကြတော့လေကြောက်ထဲထိဝင်စရာမလိုဘူးအင်မတန်မာတဲ့ဒါမြေကြီးရဲ့မာကြောမှုတော့တိုင်းတာတဲ့unit တွေမျိုးရှိတာပေါ့နော်တော်တော်လေးမာတဲ့မြေကြီးတွေလောက်မာပဲဒါ rough foundation လို့ခေါ်တဲ့ concrete ပြားကြီးတိဆောက်ပြီးတော့မှအပေါ်မှာဆောက်လိုက်ရင်လည်းရတာမျိုးလည်းရှိပါတယ်အားလုံးဒီကြောက်ထဲဝင်ရမယ်လို့တော့မဆိုလို့ပါဘူးဒါပေမဲ့အင်မတန်မြင့်မားတဲ့ဆောက်ဦးတွေကတော့ကြောက်ထဲမှာဝင်နေလို့ရှိရင်ခုငလိုငလင်းဘလို့လှုပ်ဒါကြောက်သားကြီးကနည်းနည်းပဲလှုပ်တာလေအခုကြောက်တဲ့လှိုင်းတုံးကဒီ seismic wave တွေတော့မြေကြီးထဲမှာတုန်ခါသွားလို့မြေကြီးပေါ်မှာထိုင်နေတဲ့မခိုင်မခန့်ပိုင်တွေကခါရမ်းတော့လို့တိုက်ကပြိုကျတာဘူးအဲ့တော့ဒါအကြမ်းမြင်ပြောကြမယ်ဆိုလို့ရှိရင်ဒီပိုင်ဒီဇိုင်းကိုသေချာချာလုပ်ထားဖို့လိုပါတယ်ဒီဇိုင်းကတော့သေချာလုပ်ထားခဲ့တာပဲတကယ်တိဆောက်တဲ့လူတွေကအဲ့ဒီဇိုင်းတွေကတန်ချောင်းအရေးအတွက် size တွေတိုင်းမလိုက်နာပဲနဲ့ကိုကြောက်ကြရမယ်ဆိုရင်တော့ဘလို့မှမတတ်နိုင်ဘူးဒါတော့စစ်ဆေးဖို့လည်းလိုတာပေါ့နော်ဒီဇိုင်းနဲ့ဆိုင်နေဆိုရင်ဒီဇိုင်းကကောင်းတယ်တကယ်လည်းလုံးမလို့ကလည်းမူတည်သေးတာပေါ့အခုနောက်ပိုင်းကျတော့ဒါ seismic ကိုငလျင်ကိုခံနိုင်တဲ့ဒီဇိုင်းတွေလောက်လာပါတယ်အဲ့ဒါတော့အကုန်ကြလဲများတယ်အလုပ်လဲရှုပ်တာပေါ့အဲ့ဒီပိုက်ရဲ့အခြေမှာဒီအင်မတန်ကိုမာတဲ့ rubber နဲ့ steel ပြားတွေတစ်လှည့်စီ bearing ကြီးတွေခံလိုက်တာပေါ့နော်မော်တော်ကားshock absorber လိုမျိုးပေါ့ဒါ seismic resistance by foundation system ပေါ့နော်ဒါကတော့ဟိုတော်တော်လေးကုန်ကြများတယ်လုတ်တဲ့လူလည်းလုတ်တယ်ခုတခြားဂျပန်တို့ဘာမှလုတ်တယ်စင်ကာပူမှာလည်းတချို့လုတ်နေပြီလို့နားလဲပါတယ်အဲ့တော့လုတ်နေတဲ့နေရာတွေကတော့တိတ်စိုးရင်သာမရှိဘူးပေါ့ငလျင်လှုပ်လို့ရှင်သူဒီ horizontally ရမ်းမယ်ဒါမှမဟုတ်ဒီလိုမျိုး vertically ဖြစ်မယ်ဒါပေမဲ့ तू ကvibrate ဖြစ်နေရုံပဲပြိုမကြောက်ဘူးပေါ့နော်အဲ့လိုမျိုးယူဆပါတယ်ဒါမှမဟုတ်ခုဒီမန္တလေးနေပြည်တော်မှာဖြစ်ခဲ့တဲ့စာအုပ်တွေအားလုံးဒီဒီဇိုင်းမကောင်းလို့သို့မဟုတ်ဒီဇိုင်းကောင်းမှရဲ့နဲ့ဒီဇိုင်းတိုင်းမလုပ်ခဲ့လို့ဒီလိုမျိုးလွန်စွာပျက်စီးသွားတယ်နေပြည်တော်ပြောဆို2ထပ်လောက်ပဲရှိတာ2ထပ်လောက်တောင်ပျက်စီးသွားတယ်လွှတ်တော်မှာဆိုလို့ရှိရင်ကော်လန်တိုင်တွေဟာတကယ်တမ်းဆိုရင်ဒါဆောက်လုပ်ရေးရဲ့အချိန်ကမူရကော်လန်တိုင်တွေထဲထဲမှာရှိတန်ကြောင်းနေပြီးဟိုးအောက်ထဲကိုဆင်းသွားပြီးတော့ပိုက်ကက်ထဲမှာဝင်နေရမှာပေါ့နော်အဲ့ဒီပိုက်ကက်ကလည်းနော်အဲ့ဒီပုံမှာမှဒီဆက်လက်ပဲရှိရမှာအခုနေပြည်တော်မှာပြိုပြက်နေတဲ့ပုံတွေအားလုံးတွေ့ကြပါတယ်အဲ့တော့အင်မတန်ကိုဆိုးရွားခဲ့တဲ့ဒီဇိုင်းနဲ့အင်မတန်ကိုစံချိန်ရောအရေး quality ရော quantity ရောမပြည့်မီခဲ့တာဒါတွေ့ရှိရပါတယ်ဒါနေပြည်တော်တစ်ခုတည်းမဟုတ်ဘူးပေါ့နော်ဒီတောက်မန္တလေးကအဆောက်အဦစကိုင်းအဆောက်တော်တော်များများလည်းပြီးဆိုလည်းဆောက်ခဲ့ကြလို့ပဲပြောမှာဒါအင်ဂျင်နီယာကိုပြောတာမဟုတ်အင်ဂျင်နီယာမဆောက်ခဲ့တာလည်းရှိသလိုအင်ဂျင်နီယာကဒီဇိုင်းပဲဆွဲပြီးအင်ဂျင်နီယာရဲ့
ညွှန်ကြားချက်တိုင်းမလုပ်ခဲ့တာတွေလည်းရှိမှာပေါ့အဲ့ဒါတွေပေါင်းစုသွားတဲ့အတွက်အခုလိုမျိုးအင်မတန်ကိုနှမျောစရာပျက်စီးဆုံးရှုံးမှုတွေဖြစ်သွားရတာပါလို့ယူဆပါတယ်များသောအားဖြင့်အထက်မြင့်နေတဲ့ကားပတ်ကအောက်ဆုံးမှာထားလေးရှိတော့အောက်မှာဘာမှနိုင်ရန်လဲမပါပဲနဲ့ကော်လမ်တွေထိန်းထားတာအဲ့ဒီကော်လမ်တွေရဲ့ခိုင်ခန့်မှုကသိရေးကြီးတာပေါ့နော်ကော်လမ်တွေမခိုင်ခန့်တဲ့ခါမှာအပေါ်ကအထက်များစွာရဲ့ weight ကအောက်ကကော်လမ်သေးသေးလေးတွေပေါ်မှာပဲကြားတဲ့ခါမှာဟိုခြေတော့သေးသေးလေးနဲ့လူဝဝချော်လဲသလိုပေါ့ပင်ကွန်းငက်ကလေးလိုအဲ့လိုဖြစ်တတ်ပါတယ်ဟုတ်ကဲ့ပါအခုလိုပြည့်စုံစုံပြောပြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ပေါ့နော်ကျွန်တော်မေးတဲ့ဟာတွေတဲကမဟုတ်ပေမဲ့လို့အခုအနေနဲ့ဖြည့်ဆွတ်ပြောချင်တာမျိုးရှိနေပြောပြပါခင်ဗျအခုကတော့အကြမ်းမြင့်ပေါ့နော်လူဒီခုပြောသမျှကိုခလေးကစားကြလို့တည်ပြီးသားဖြစ်နေတဲ့လူလည်းရှိမှာပေါ့နော်ဒါပေမဲ့ကိုယ်အနေနဲ့ကတော့လူဘိန်းပေါ့လူဘိန်းမဲဆိုကြပါစို့ဘူမိဗေဒသဘောအရရော engineering construction civil သဘောတရားကိုဘာမှမသိတဲ့လူအကြမ်းမြင့်လောက်သိသွားရင်ကိုယ်အနေနဲ့ကျင့်တတ်ပါတယ်အဲ့တော့ထူးထူးထွေဖြည့်ဆက်ပြောကြတော့မရှိပါဘူးအနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင်ငလျင်ကြီးကြိုတင်ပြီးတော့မှန်းဆလို့ရတော့အရာမဟုတ်ပါရေကြီးတာမှနည်းနည်းမှန်းဆလို့ရသည်ငလျင်ကဘလို့မှန်းဆလို့မရဘူး after shock တွေရှိတာမှန်တယ်အဲ့တော့ငလျင်ကြီးတစ်ခုလှုပ်ပြီးတော့ after shock တွေရှိတဲ့အတွက်သတိနဲ့နေလို့ရပါတယ်ဒါပေမဲ့ဘယ်နည်းကြာရင် after shock ဖြစ်မယ်ဘယ် data မှာဖြစ်မယ်ဆိုတော့ဘယ်လိုပြောလို့မရပါဘူးအဲ့အတွက်ဘာပဲလုပ်လို့ရလဲဆိုရင်ငလျင်များလှုပ်ခဲလို့ချင်းခုကိုဗီဒီယိုတွေမှာတွေ့ကြောက်လန့်ပြီးတော့ထွက်မပြေးကြဘူးပေါ့နံပါတ်1 open area ကိုထွက်ပြေးဖို့ဆိုတာကိုပြင်ဆင်ကြရပါမယ်နောက်ပြီးတော့ကိုမှရှိတဲ့အရေးကြီးတဲ့မှာပတ်စံတို့ဘန်ကတ်တို့စသဖြင့်စိန်ရွှေရနာစမယ်အဲ့ဒါကိုလည်းလွယ်လင်းတကူအိမ်ထားပေါ့နော်ထွက်ပြေးတဲ့ခါမှာနောက်တခါဒီအရေးကျအသက်ကိုကယ်မဲ့ကိုယ့်ရဲ့ဒီဆေးဝါးတို့နော်ဟိုဒီဂျေပလင်းတို့ပါတော့အဲ့ဒါမျိုးလေးတွေကလည်းလွယ်လင်းတကူထားတာပေါ့နော်လူတိုင်းကအဲ့အသည့်တရားနောက်တခါအရေးကြီးမဲ့ထင်တဲ့စာရွက်စာတမ်းတွေမှာကိုယ်မှာ passport တွေရှိရင်မှတ်ပုံတင်တွေရှိမယ်ဘွဲလက်မှတ်တွေရှိမယ်ဒါဖြင့်ပေါ့ဒါတွေကိုအရေးတကြီးလွယ်လင်းတကူပေါ့ဟာမလေးငါအဝတ်တဲ့ကိုထုနဲ့ပြေးလိုက်အဲ့ဒါကြံခဲ့ဆိုတာမျိုးမဖြစ်ရပေါ့အဲ့မျိုးတွေတော့အားလုံးအစင်းနဲ့လှုပ်ထားကြဖို့လိုပါလိမ့်မယ်နောက်တစ်ခါနောင်အိမ်ဆောက်များဆောက်လို့ရှင်တော့ foundation နဲ့ပတ်သက်ပြီးတော့သေသေးချာ view site ကြပါအိမ်ဝယ်မဲ့လူများကလည်း foundation တွေကိုကိုနားမလဲလဲသေသေးချာနားလဲလူနဲ့မေးမြန်းပြီးတော့လုပ်ကြပါ developer များဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေနဲ့လည်းခုဆိုရင်တော့နောင်တကြီးရသွားပြီဖြစ်တဲ့အတွက်ကိုယ့်ရဲ့ law တွေကိုရှော့ပြီးကိုယ့်ရဲ့ဝယ်သူများရဲ့အသက်အိုးအိမ်လုံခြုံရေးကို view site ကြပါနောက်တစ်ခုကတော့လည်းကိုလိုဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ဘုရားတရားလေးမြဲမြဲလေးနဲ့ပေါ့နော်နေထိုင်ကြပါမေတ္တာထားကြပါလူချင်းကိုအဲ့လောက်ပဲလောဆယ်စိတ်ထဲမှာပေါ်တာကိုပြောလိုက်ပါတယ်ညီလေးဟုတ်ကဲ့ပါကိုကျေးဇူးပါပေါ့နော်ကိုနဲ့လည်းဒါအရင်တော့ကလည်းကိုရှိကိုလန်းပြီးတော့ကျွန်တော်မေးသလိုကျွန်တော်ကလည်းဒါကျွန်တော် YouTuber ပေါ့နော် YouTuber professional မဟုတ်ပေမဲ့လို့ကျွန်တော်အလင်းတင်သလိုပေါ့နော်ဒါရဝါသနာအရာရကုတင်ဆက်မင်းမြန်းတာမျိုးရှိတယ်ပေါ့လေနောက်အခုရှိအရင်တော့ကအခုဖြေချပေးတဲ့အတွက်ရောအခုဖြေချပေးတဲ့အတွက်ရောကျေးဇူးပါနောက်လာမဲ့ပေါ့နော်တခြားကိစ္စတွေရှိခဲ့ရင်လည်းကျွန်တော်ကိုမင်းမြန်းခွင့်ပြုပါလို့ကျွန်တော်အနေနဲ့အခုတောင်းကြိုတင်ပြီးတော့ဒါတောင်းဆိုထားပါတယ်ကိုဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အခုကြည့်ရှုနေပြည်သက်အားလုံးမကြည့်ခင်ရတဲ့ဆိုင်ကြည့်ပြီးမှဘုဒ္ဓတာလေးပင်လင်လေးပေါ့နော်နည်းနည်းပါးပါးရရှိသွားတယ်တွေးစရာလေးရရှိသွားတယ်ဆိုရင်ကျွန်တော်ဝမ်းသာပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ဒါငလျင်နဲ့ပတ်သက်ပြီးတော့ဒါကိုမြောက်ခိုင်ပေါ့နော်ကိုနဲ့ကျွန်တော်မင်းမြန်ပြီးတော့တင်ဆက်ပေးနေတာဖြစ်ပါတယ်တခုတစ်စုံတစ်ခုရသွားမယ်လို့လည်းယုံကြည်ပါတယ်တကယ်လို့ယုံကြည်ကျွန်တော်တို့ပြောမင်းမြန်ပြောဆိုတဲ့အထက်မှာတစ်စုံတစ်ခုရရှိရင်ဝေမျှပေးပါပေါ့နော်တကယ်ချင်းမိတ်ဆွေတွေဝေမျှပေးပါကျွန်တော်ရဲ့ YouTube ကိုလည်း subscribe လုပ်ပေးထားပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်အခုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ